အိပ်ပွားနေတယ်အစာမကြည့်ဘူးရင်ပြည့်ရင်ကဲဖြစ်နေရင်လူတစ်ယောက်ကအလိုလိုစိတ်ရှုပ်တတ်တယ်ဒေါသထွက်တတ်တယ်စိတ်တူလွယ်တယ်ဆိုတာကိုမိတ်ဆွေသိပါသလားအမှန်တော့ဒီလိုဖြစ်တာဟာစိတ်ထင်လို့မဟုတ်ပါဘူးဘာကြောင့်လဲဆိုတာဒီဗီဒီယိုထဲမှာဆက်ပြီးရှင်းပြသွားပါမယ်ဒါကိုစိတ်ပညာမှာ blood brain axis လို့ခေါ်ပါတယ်လူကို pressure စေတဲ့ဟော်မုန်းရှိပါတယ် serotonin ဟော်မုန်းမှာအဲဒီဟော်မုန်း90%ကိုဦးနှောက်ကနေမဟုတ်ဘဲနဲ့ဦးလန်းချောင်းလို့ဆိုကြတဲ့ဒုတိယဦးနှောက်ကနေထုတ်ပေးတာပါစာမကြည့်ပဲနေသွားတဲ့အခါမျိုးမှာဦးလန်းချောင်းကနေ microbiome တွေပျက်စီးပြီးတော့ serotonin အထက်နဲ့ပြီးချက်ချင်းစိတ်ဖိစီးလာတာဖြစ်ပါတယ်အဲဒါကြောင့်အစာအိမ်ပြဿနာကိုလျှို့မရှိလိုက်ပါနဲ့ဦးလန်းချောင်းကိုတန့်စင်ပေးပြီးတော့ဇီဝကမ္မစနစ်ကိုအရင်းမြစ်ကနေပြန်လည်ပြုပြင်ပေးမဲ့သဘာဝအပင်ဖြတ်အစာကြည်နိုင်တဲ့အရာတွေရှိပါတယ်ဒါမှသာကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့စိတ်ကိုယ်ပြန်လည်ကျန်းမာစေပါပါအဲဒါကြောင့်ဘိုက်ပွားလို့အစာမကြည်လို့လူကအလိုလိုစိတ်ကိုစိတ်ရှုပ်လာရင်စိတ်ထင်တာမဟုတ်ပါဘူးဆင်လို့ခေါ်ပုံးနေအလဲသွားလို့ချက်ချင်းပဲစိတ်ပီစီလာတာဖြစ်ပါတယ်အားလုံးပဲချမ်းသာကြပါစေခင်ဗျာ